19ရက်နေ့ရောက်မှသိရမယ်ဒီ mystery skin က best skin ဖြစ်မလဲဒီ coin 1250နဲ့လဲယူလို့ရမယ် skin ကအခုထိကျွန်တော်တို့မသိသေးဘူးဆိုတော့ဒီ skin က best skin ဖြစ်မလဲဆိုတာကျွန်တော်တို့အတူတူစဉ်းစားကြည့်လိုက်ရအောင်ဟုတ်ပြီပထမဆုံးတစ်ချက်ကဒီ skin ကဒီလ19ရက်နေ့မှာလဲယူလို့ရမှာဆိုတော့ဒီ honor skin တွေကို19ရက်နေ့ကျရင်ရောက်လာမယ် skin တွေကတခုဆိုတာတော့လုံးဝသိကြပါတယ်ဆိုတော့ကျွန်တော်19ရက်နေ့ကျရင်ရောက်လာမယ် skin တွေကိုတစ်ချက်ရှာကြည့်လိုက်တယ်ပထမတစ်ခုက Musashi ရဲ့ Otherworldly Sentry Skin ဖြစ်ပါတယ်ပြီးတော့ Main ရဲ့ Midnight Channel Skin ကလည်းလာဖို့ရှိပါတယ်အဲ့ဒါပြင်ဒီ honor skin စင်နေပြည့်အတွက်ထုတ်ပြီးမယ် skin ၄ခုရဲ့ကတစ်ခုဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်မှန်းပြောတာဘာမှမသိကြပါဘူးဆိုတော့ skin တစ်ခုချင်းစီကိုကြည့်ကြည့်လိုက်အောင်ပထမ Musashi ရဲ့ skin ကတော့မဟုတ်ဘူးဗျဘာလို့လဲဆိုတော့သူက Star Witch ထဲမှာရောက်လာမယ် skin ဆိုပြီးတော့ဖော်ပြသွားပါတယ်ဆိုတော့ free ရမှာလည်းမဟုတ်ဘူးပေါ့နော်နောက်တစ်ခုက main skin လားဆိုတော့လည်းမဟုတ်ဘူးဗျဘာလို့လဲဆိုတော့ဒီ skin က free ရမှာတော့ဟုတ်တယ်ဒါပေမဲ့19ရက်နေ့ကျရင်ရောက်လာမယ် Sprinkling Challenge မှာ free ရမယ် skin မှာဆိုတော့ဒီ skin ကလည်းမဟုတ်ပါဘူးဟုတ်ပြီနောက်ဆုံးစင်နေပြည့် skin တွေကလားဒါကတော့ကျွန်တော်ကတော့ဖြစ်နိုင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ official page က comment မှာဆိုရင်လည်းဒီ skin တွေနဲ့ပတ်သက်ပြီးတင်ထားတဲ့ post မှာ free ရမယ်လို့အတည်ပြုပေးသွားပါတယ်ဆိုတော့ဒီ skin လေးခုတွေက free တာရမယ်ဆိုရင် skin တစ်ခုကဒီ event မှာရောက်လာနိုင်ပါတယ်ပြီးတော့ဒီခေါင်းစဉ်မှာလည်း epic skin တစ်ခုရမယ်လို့ပြောထားတော့ဒီစင်နေပြည့် skin တွေထဲမှာလည်းလာမယ့် test တွေကတော့မတူလာဘူး skin တွေကနေမှ epic test ရှိတဲ့ skin တစ်ခုကို free ပေးသွားနိုင်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဘာသာတို့ရော best skin ဖြစ်နိုင်တယ်ထင်လဲဗျ comment မှာဆွေးနွေးသွားလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ဇမ်းပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်